မျက်နှာပေါ်ကမှဲ့လွေလိုပဲကိုမွေးဖွားလာတဲ့လရီမှာလဲကိုပိုင်အငွေ့အသက်နဲ့ရှိုးဝက်ချက်တွေရှိနေတယ်ဆိုတာသင်သိပါသလားဒီဗီဒီယိုလေးမှာတော့ဇန်နဝါရီကနေဒီဇင်ဘာလအထိမွေးဖွားသူမိန်းကလေးတွေရဲ့အချစ်ရေးနဲ့စိတ်နေသဘောထားတွေကိုအတိအကျဆုံးဖောက်သည်ချပေးသွားမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကိုယ့်ရဲ့မွေးလအဟောလေးကဘလောက်ထိမှန်နေလဲဆိုတာတိုက်စစ်ကြည့်လိုက်ရအောင်ပထမဆုံးဇန်နဝါရီလဖွာမိန်းကလေးတွေကတော့ပင်ကိုခေါင်းဆောင်ဂုံတက်တီရှိတဲ့ boss lady လေးတွေပါရီမန်းချက်ကြီးသလိုအချစ်ရေးမှလည်းအပီးအယူမျှမျှတတနဲ့တစ္ဆာရှိကြတယ်ဖေဖော်ဝါရီလဖွာလေးတွေကတော့လွတ်လပ်မှုကိုမျှနှိုးပြီးအမှုပညာဆန်ကြတယ်ဆွဲဆောင်မှုအပြည့်ရှိတဲ့သူတို့ဟာချစ်သူအပေါ်မှာအယမ်းကို romantic ဆန်တတ်တဲ့သူတွေပါမတ်လဖွာကောင်မလေးတွေကတော့စိတ်ထားနူးညံ့ပြီးကိုချင်းစာတရားအလွန်ကြီးမားကြပါတယ်လူချစ်လူခင်ပေါ်များပေမဲ့အချစ်ရေးမှာတော့ချစ်သူကိုအယမ်းကယူဆိုင်လွန်းလို့သဝန်းတိုတတ်တဲ့အချင်းလေးတော့ရှိတယ်နော်ဤပရီလဖွာရီကတော့တက်ကြွလန်းဆန်းပြီးဘာကူမှမကြောက်တတ်တဲ့တတိခေလေးတွေပါအချစ်ရေးမှာလဲပွင့်လင်းမြင်သာမှုကိုအနှစ်သက်ဆုံးပါပဲမေလဖွာလေးတွေကတော့အလှအပကိုမျက်နှိုးပြီးစိတ်ရှိတီးခံနိုင်စွမ်းအပြည့်ရှိကြတယ်သူတို့ချစ်မိသွားပြီဆိုရင်တော့အရာရာပုံအောပြီးမျက်မျက်နူးနူးချစ်တတ်ကြတယ်ဇွန်လဖွာလေးတွေကတော့စကားပြောဆိုပိုင်နိုင်ပြီးဉာဏ်ရည်ထက်မြက်ကြတယ်ချစ်သူအတွက်ဆိုရင်အမြဲတမ်းနားလည်မှုအပြည့်နဲ့အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့အဖို့မုံကောင်းတွေဖြစ်ကြပါတယ်ဇူလိုင်လဖွာမိန်ကလေးတွေကတော့တန်ရိုးစင်ကြီးပြီးမိသားစုကိုအယမ်းချစ်ကြတယ်စိတ်ကောက်လွေပြီးမဲ့ချို့လိုက်ရင်ချက်ချင်းပြီးသွားတတ်တဲ့ချစ်စီယာကလေးဆန်ဆန်လေးတွေပါအိုဂုလဖွာရီကတော့ကိုကူယုံကြည်မှုအပြည့်ရှိပြီးအများတကာချာမှာထင်ပုံနေတတ်တယ်အချစ်ရေးမှာသူတို့ကိုဘယင်မလေးတစ်ပါးလိုအလူလိုက်ဂယုစိုက်ပြီးတာမျိုးကိုအနှစ်သက်ဆုံးပါပဲစက်တင်ဘာလဖွာရီကတော့အရာရာကိုစနစ်တကျနဲ့တွေးခေါ်ဆင်ခြင်တတ်ကြတယ်အချစ်ရေးမှာယူýချိန်မှုစီးစက်တိချပေမဲ့တကယ်ချစ်ပြီဆိုရင်တော့တန်ရိုးစင်အလွန်နှက်ရှိပါတယ်အော်တိုဘာလဖွာကောင်မလေးတွေကတော့ငင်းချမ်းကြီးကိုမျှနှိုးပြီးစကားပြောဆိုချို့တာကြတယ်ချစ်သူအပေါ်နားလည်မှုအပြည့်နဲ့စိတ်သဘောထားပြည့်ဝသူလေးတွေပါနိုဝင်ဘာလဖွာတွေကတော့လျှို့ဝှက်ဆန်းကျင်တဲ့ပင်ကိုဆွေးဆောင်မှုရှိကြတယ်အချစ်ရေးမှာအလူနှက်နှက်ရှင်းရှင်းချစ်တတ်ပြီးတစ္ဆာဖောက်တာကိုတော့လုံးဝခွင့်မလွတ်တတ်တဲ့ပြတ်သားသူတွေပါနောက်ဆုံးဒီဇင်ဘာလဖွာမင်းကလေးတွေကတော့စူးစားရတာကိုနှစ်သက်ပြီးအမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ကြတယ်သူတို့ကချစ်သူဆိုတာထက်ဘဝအတွက်အကောင်းဆုံးတငယ်ချင်း best friend လိုမျိုးလက်တွဲဖို့အလူချင်းဆုံးပါပဲကဲ12လလုံးလေအကုန်ပြောပြပြီးသွားပြီဆိုတော့တင်ကုန်းဘေးလာမှာမွေးဖွားတဲ့ကန့်ရှင်မလေးလေဒီအဟိုးလေးတွေကတင့်အတွက်တကြီးကိုမှန်ကန်မှုရှိရဲ့လားဆိုတာကိုမှန်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးကိုတငယ်ချင်းအချစ်တော်လေးတွေလေတည်သွားအောင်အခုပဲတက်တွေးပြီးရှေးပြီးလိုက်ပါဦးနော်